လုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဘခိုင်းနေမြန်မာကိုသွားစားမှာဖြစ်ပါတယ်အားလုံးလက်ချက်လေးဆက်ပါအောင်ဒီလေးတို့ညီခွာတွေကတာကေတာကက်ပီတယ်အရှိကမြန်မာမုတ်ဆိုင်ကိုသွားစားမှာကြည့်နေတဲ့ပိတ်သက်ကြီးတွေရောမြန်မာမုတ်ကြိုက်ကြလားကြိုက်တယ်ဆိုရင်ဒီလေးတို့ညီခွာနဲ့အတူတူလိုက်စားဖို့ဖိတ်ခေါ်ပါတယ်အခုဆိုရင်ဒီမှာမြန်မာမုတ်ဆိုင်ကိုရောက်နေပါပြီဒီဆိုင်လေးကတော့တန့်ရှင်းသက်ရက်တဲ့အတွက်ကြောင့်မလို့ဒီကြီးကတော့အများအားကြိုက်ပါတယ်ညီလေးကိုလည်းဒီကိုရောက်တိုင်းအများအားကျွေးပါတယ်နော်ဒီနေရာကတော့တာကေတာတောက်တိုင်အနီးကက်ပီတယ်ရှေ့ရဆိုင်လေးဖြစ်ပါတယ်အဲ့တော့အခုကြည့်နေတဲ့ဒီလေးကိုကြည့်နေတဲ့သူတွေမြန်မာမုတ်ကြိုက်ကြလားမြန်မာမုတ်ကြိုက်ရင်ဒီလေးကို comment လေးမှာရေးပေးခဲ့ပါအားလုံးချစ်ပါတယ်